ပေါ့နော်ဘာလို့သူဖုန်းနဲ့စော့နာလဲဆိုတော့သူ့ရဲ့ဖုန်းခဏယူပြီးလို့ရှိရင်စော့တာပါဆိုတော့သူလိုင်းတော့မြင်မြင်ပိတ်ရမှာဖြစ်ပါတယ်ဟုတ်ပြီစော့ဆော့မယ်ပေါ့နော် မိုက်ကအတိုင်းရဲ့အကျဲကြီးပဲကွာအခုပေါ့နော်ရှောက်လို့မှဖြစ်ပါတယ်ဆိုတော့ဟုတ်ပါတယ်အပြင်မှာနည်းနည်းဆူနေရဆိုတော့ကွတ်တီဖြုတ်သွားတယ်လို့လဲဆိုတော့ပေါ့နော်မတိတော့ဘူးဒီဖုန်းရဲ့အတန်ကိုမကြားတော့ဘူးဆိုတော့ပြီးအတန်တိုးသွားရင်လည်း sorry ပါလို့ပြောချင်ပါတယ်နော်ဟုတ်ပါပြီဒါလေးထည့်လိုက်ကောင်းဟုတ်တယ်ချစ်စရာလေးဆိုထည့်လိုက်မယ်ပြီးဒီဟာလေးအဲ့ဒါလေးထားဒါလေးဆိုလိုက်နော်ဆိုတော့အဲ့ဒါလေးထည့်မယ်ကျန်တဲ့ဟာအသိမကြဘူးနော်ကြည်လက်ချိနေပေါ့ခဏနေတူလာတော့မယ်သူ့ရဲ့ခြေတံကိုနည်းနည်းကြားနေရကွာစကယ်လေးပဲဝတ်လိုက်မယ်ဒါကြီးလည်းတိတ်မလာပြန်ဒါလေးဆိုအဆင်ပြေလောက်တယ်ဟုတ်တယ်နော်ဒါလေးဆိုတော့ဟုတ်ပါရဲ့ခဏလေးပေါ့နော်အဖတာတော့တိတ်မလာတော့မြင်မြင်ဆော့ပြတာဆိုတော့လေတွေ့ရရှောင်းနေတာဆိုတော့ဒီတီတော်မှာပဲဆေးလိုက်မယ်တူလိုက်ယူကီနေငါဖုန်းဘာလုပ်နေရလဲအဲ့လိုမတတ်တာနော်နောက်လူရမပြတ်တော့ဘိုင်ဟဲ့